ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာနေရတဲ့အနေစိတ်စားစိတ်နဲ့အခြားအသုံးဆောင်စိတ်တွေကဘယ်လိုရှိလဲဆိုတာကိုပြပြပေးမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ let's go ဒါဒီဥရောကိုပဲပါနေပါတယ်ဘိုးရပြီးကြတာဆိုတော့ညနေလို့ကောင်းတယ်ပေါ့နော်မနေ့စားတော့စားမဖြစ်ပါလေဒီလိုမျိုးဖူးခော့ကဆိုင်နေရတော့ပို့ပြီးတော့ဈေးတက်တာလေးကြီးပေါ့နော်အနည်းဆုံး$3 $4ကနေပြီးတော့စားပြီးတော့စားလို့ရတယ်ပေါ့နော်စားတော့ကျွန်တော်ကကြီးမများတဲ့ဒီဆိုတော့ကျွန်တော်တို့ကတော့အဆင်ပြေပါပဲ这个什么肉？要米饭要，要，要。ဒီမှာပဲထိုင်စားလိုက်ပါမယ်တော့ဒါအစားမငြင်းဘူးဆိုလို့ရှိရင်ဒီလိုပဲဝယ်စားပြင်တော့ဗျာတစ်နက်ကို3ချက်ခွဲ4ချက်ပဲထားတရက်ဆိုရင်12ချက်ဗျာတစ်လလုံးဆိုတော့$360ပြီးတော့ဖုန်းပေးဖို့လည်းရှိသေးရပါတော့ကျွန်တော်တို့ဒီ8 SIM ကတ်ကိုတုံးတယ်တစ်လကို$8တခြား SIM ကတ်တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကြီးပို့ပြီးတော့ဈေးများတယ်ပေါ့ဗျာစားကြပါဦးဗျာခုမှတည်းဝက်နံယူတွေဝက်နံယူကိုမဆလာကြီးနဲ့ချက်ထားဗျာမိုက်တယ်မိုက်တယ်အများကြီးပုံနေပြရတော့နေ့ကင်းစာထမင်းမဲဝယ်ပြီးတော့နေ့ကင်းစာထပ်စားလို့ရတယ်ပေါ့နော်။ဒီမှာပေးရဒီမှာဒီရပဲစားပေးတာများပါတယ်။ဟောဘိုက်လည်းပြည့်ပြီဆိုတော့စီဟိုမှာတမင်ပန်းနေတော့နိုင်ဒီတော့အတုံးဆောင်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဈေးနည်းတဲ့ဆိုင်တွေအဲ့ဒီမှာသွားပြပြီးတော့နော်ဆိုတော့အဓိကဒီလိုဆိုင်တွေမှာအများဆုံးဝယ်ဖြစ်တာများပါတယ်ဆိုတော့ချက်လိုက်ကြည့်အောင်မရှိဘူးထွေးသုံးဘူးမှတက်သွားတာမရှိတုံးဆောင်ပစ္စည်းတွေရှိတယ်သွားလိုက်တန်ရောသွားလိုက်ရှိတယ်မနေ့တရှိနေတယ်မျက်နှာဒီစီကိုကုန်ပြီးတော့တရားကူလာဝယ်ရတော့ရှိချိုးဆက်ပြရတယ်ကိုယ်တိုင်ဆက်ပြရတယ်အကုန်လုံးရှိကျွန်တော်တုံးနေဝိရှောကိုတုံးနေဆက်ပြဆိုဒီဟာပေါ့နော်ငါကျင်နေ$9နဲ့95 centဆိုတော့2လလောက်တုံးလို့ရပါတယ်အဲ့တထုပ်အထုပ်ကြီးတထုပ်ဆို2လလောက်ကျွန်တော်တုံးနေပေါ့ကျွန်တော်ဒီအဆုံးရှိဒီမှာခောက်ဆွဲကြောက်တွေလည်းရှိပါတယ်တစ်ချက်ပဲရှိအများဆုံးတော့ကျွန်တော်ဒီမှာပဲဝယ်ဖြစ်တာများပါတယ်ဒီလိုဆိုင်ကြီးမှာကျွန်တော်အေးပဲတောက်လိုက်ပါမယ်မင်းလာပြတာအေးတကူပဲတောက်ဆက်စကဲကဲဆက်ဆောင် Thank you စီဟောတော့ပြီးတော့ကျွန်တော်တညက်မယ်ပေါ့ဒါတော့ CD Hall Community Plaza ဖြစ်ပါတယ်ဒီမှာတော့မြန်မာဆိုင်တွေလည်းအများကြီးရှိတယ်မြန်မာစားသောက်ဆိုင်တွေမြန်မာစားစာတွေလည်းရှိတယ်ဒါဆိုရင်ညဆိုင်တွေလည်းရှိတယ်ပေါ့နော်ဒီမှာအများဆုံးစမ်းလေးဆိုလို့ရှိရင်မြန်မာတွေကဘုံမကြည့်ကြည့်တိုးဘာရဲ့ expert လည်းဒီကိုရောက်နေကြပြီးတော့တခြားမြန်မာပြည်ကနေပစ္စည်းပို့ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေလည်းဒီမှာအများကြီးရှိတယ်ဗျာ
တပင်းညက်သားကတော့ဒီမှာအနည်းဆုံး$8တချို့ဆိုင်တွေကတော့$30ပေါ့နော်ဟိုကကျွန်တော်နေရတဲ့အဆောင်လိုက်ပြပေးမယ်ကျွန်တော်ကနေရဒီမှာအနေအစားအငိမ့်ငယ်နေရဆိုသူတို့ပေးတဲ့ဆောင်ပါပဲနေရကျွန်တော်ဒီလိုမျိုးနော်အဲ့မှာဒီပစ္စည်းနဲ့ထားတာအကုန်လုံးကစုပ်ပွားနေတာပြီးတော့ကျွန်တော်တို့ကဒီလိုမျိုးအပေါ်ဆက်မှာနေရကျွန်တော်နေရနေကျွန်တော်နေရနေရအောင်နော်စုပ်ပွားနေတယ်ဒီမှာတယောက်ရှိနေဒီအောက်မှာဒီမှာတယောက်ဒီဘက်ဒီမှာတယောက်အဲ့လိုမျိုးနေရတာပေါ့နော်နေရတာတိတ်တော့အဆင်မပြေဘူးမလွတ်လည်းပေါ့ Wi-Fi နဲ့ Aircon လည်းပါတယ်ဝေးရှော့ဆက်တုံးလည်းပေးထားတယ်ပေါ့နော်ရေခဲတက်တာတော့မရှိဘူးဗျကိုယ်တိုင်ရှာမယ်ဆိုရင်တော့အနည်းဆုံး$400ကနေ900လောက်တော့ရှိမှာပေါ့နော်ဒီတော့ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်